TikTok မှာဘာတင်းနေ view မတက်ဘူးတင်သမျှ video တိုင်း view တက်ချင်တယ်ဘယ်ချိန်တင်မှ view တက်မှာလဲ Okay အားလုံးပဲမင်္ဂလာပါနော်ဒီနေ့မှာတော့ကျွန်တော် TikTok မှာဘာတင်းနေ view မတက်တဲ့သူတွေအတွက်ကို share တင်လုပ်ပေးခြင်းဖြစ်ပါတယ်အဲ့တော့ video လေးစောင့်အောင်ကြည့်လိုက်အောင်ကျွန်တော်တို့ TikTok မှာတင်လို့ view တက်ချင်တယ်ဆိုရင်တင်တန်းဆရာကြီးပြောတယ်ပါဟိုဟာလေးဖွင့်မှာဒီဟာလေးဖွင့်မှာဆိုတော့လုံးဖြစ်လာဆိုတော့မဖြစ်ပါဘူးကျွန်တော်တို့ view တက်ချင်တယ်ဆိုလို့ရှိရင်စူးစမ်းမှာနှစ်ခုနဲ့ကျွန်တော်လိုက်နာခဲ့တဲ့လမ်းစဉ်တစ်ခုမျှ view မျှဝေပေးမယ်နော်အဲ့တော့သဘောကျရင်တော့ like လုပ်ကြည့်ပါကျွန်တော်ကတော့ TikTok မှာကျွန်တော်နှစ်ပတ်အတွင်းဒီလို follower နဲ့ဒီလို view နဲ့ဒီလို like တွေကိုရခဲ့တယ်နှစ်ပတ်ပဲရှိတယ်နော် like လုပ်ကြည့်ပါအဲ့ဒါဘာလဲပထမတစ်ချက်က video quality ကောင်းကောင်းနဲ့ကျွန်တော်တို့တဲလန့်ရှိနော်ကျွန်တော်တို့ဒီနေရာမှာ video quality ကောင်းကောင်းဆိုတာကျွန်တော်ပြောပြမယ်တစ်ချက်ဗီဒီယိုကကိုရုပ်လှနေပြီးရောဆိုရင်နောက်က background ကပြလို့ပြနီလို့နီတက်ပြင်အစိမ်းရောင်တွေကအဝါတွေဖြစ်လို့ဖြစ်အဲ့လိုမျိုးမလုပ်ပါနဲ့ပုံမှန်တက်နေကြ100ကျော်200ပါပဲဒီကြားထဲ59 60လောက်လူတွေရောက်တွေ့ရတယ်နော်အဲ့တော့ဗီဒီယို view များတက်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့ဗီဒီယိုကြည်လေးနဲ့တဲလန့်ရှိလေးကိုကလူတအူးမှာတယောက်တစ်ခုတော့တဲလန့်ရှိတယ်ဗျာတိရအဲ့ဒါကိုမသိကြလို့ကိုကရီးတန်နာလားငိုးတန်နာဒါမှမဟုတ်အစနောက်တန်နာဒီသဘောလေးကိုသိတိုင်းရပြီနော်နောက်ပြီးတော့တစ်ခုကကျတော့အလှလေးပဲစော့မယ်ဆိုလို့ရှိရင်တော့ကျိန်းနေပါတယ်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ရှေ့မှာစီညံနေရှိတာဟုတ်လို့ကိုကအလှလေးပဲစော့မယ်ဆိုရင်တော့ဒီတစ်သက်ကတော့ပောက်ဖို့လမ်းမမြင်တော့ပါဘူးနော်နောက်တစ်ခုကကျတော့တင်မဲ့အချိန်နော်ကျွန်တော်တို့ဒီအချိန်တင်မှ view တက်ပါမယ်ဟိုအချိန်တင်မှ view တက်ပါမယ်မဟုတ်ဘူးဗျာကိုယ့်အချိန်ကိုတော့တတ်မှတ်ဖို့လိုတယ်ဥပမာကျွန်တော်ပြောရမယ်ဆို3နိုင်ခွဲတင်မှ4နိုင်ခွဲတင်မှအချိန်ပြောတာမဟုတ်ဒီနေ့က4နိုင်ခွဲတင်လို့ရှိရင်နောက်တစ်နေ့လည်း4နိုင်ခွဲတင်ဒီနောက်တစ်နေ့ကျရင်လည်း4နိုင်ခွဲထပ်တင်ဒီလိုမျိုးနဲ့ကျွန်တော်တို့ TikTok မှာ run လို့ရှိရင်9ရက်မြောက်လို့ဆိုရင်ကိုယ့်ရဲ့အကောက်က auto view ပုံသွားပြီးတော့ကျွန်တော်လိုမျိုးဒီလိုလေးရပါတယ်ကျွန်တော်ကတော့နှစ်ပတ်ပဲရှိသေးတယ် like လုပ်ကြည့်ပါကျွန်တော်လည်းဒီနီးလန်းစဉ်ကိုဘယ်ရရတယ်ဆိုကျွန်တော်လည်းသူများစီကအတူခိုးတာပါအဲ့ဒါတော့ပြောပြတာပေါ့သူလည်းစိတ်လေးတယောက်ပါပဲနော်သူပြောတာတကယ်မှန်တယ်သူကဘာပြောလဲဆိုတော့ view တက်အောင်ဘယ်လိုလုပ်ရမလဲသူ့ကိုမေးတာမေးခိုးလေးမှာဒီနီးတိုင်းလေးသူပြောပြလိုက်တာကိုပိုင်အတန်နဲ့တနေ့တစ်ပုတ်ပုံမှန် run လိုက်တယ်6ရက်မြောက်ကျတော့ view လေးပုံသွားတယ်အဲ့ဒါပဲကျွန်တော်လည်းအဲ့ဒီနီးတိုင်း like လုပ်ကြည့်လိုက်တယ်ပွင့်တယ်အဲ့တော့လာပြီး share ပြလုပ်ပေးခြင်းဖြစ်ပါတယ်ကြိုက်ရင်လည်းဆိုလို့ရှိရင်အဲ့ဒီတိုင်း like လုပ်ကြည့်ပါမကြိုက်ဆိုလို့ရှိရင်တော့မလုပ်ပါနဲ့တကယ်ထိရောက်ပါတယ်ဒီကြားထဲပြောချင်တာတစ်ခုကတရက်ကိုဗီဒီယို4 5 6ပုတ်ကိုလှတယ်ဆိုပြီး4 5 6ပုတ်ရိုက်ထားပြီးတော့4 5 6ပုတ်တွေမတင်လိုက်ပါနဲ့တစ်ချိန်ထဲမှာပဲ10လီတောင် view မတက်ပါဘူး4 5 6ပုတ်တင်လိုက်မယ်ဆိုလို့ရှိရင်4 5 6ပုတ် view ကမျှပေးနေရတဲ့အတွက်ကြောင့်မို့နော်အဲ့တော့တရက်ကိုတစ်ပုတ်ပဲ run ပါကိုက run ကျင်တယ်ဆိုတနေ့2ပုတ် run လို့ရပါတယ်အဲ့ဒါဘာလုပ်နေရလဲခင်ဗျားတို့လုပ်ကြည့်လိုက်လေ9ရက်ပြောက်လို့မှတကယ်လို့ view မတက်ဘူးဆိုလို့ရှိရင်ဟာဒီ YouTube ကောက်ပြန်လာခဲ့နော်ပုံမှန်200လောက်တက်မယ်ဆိုရင်9ရက်မြောက်ရင်2000လောက်အသာလေးတက်သွားမှာနော်စဉ်းစားသွားလုပ်ကြည့်လိုက်ပါ let's go bye bye ကျွန်တော်ဂျိုတို့ပါဗျ